မင်္ဂလာပါကျွန်တော်တို့ဒီနေ့ကတော့ဒီရက်တရဟောက်ခေါ်ဝန်းကိုစတင်မတီးထားမှာဖြစ်ပါတယ်ဒီရက်တရဟောက်ခေါ်ဝန်းမှာဘလူတွေအနေနဲ့ရင်ဆိုင်ရမလဲဆိုတော့ကြည့်ရှုလိုက်ကြပါဝင်လာတော့တော်တော်ကြာဝင်လာတော့နည်းလေးစောင့်ပါဗျကျွန်တော်တို့ဟောက်ခေါ်ဝန်းဆိုတော့မတေးအောင်စူးစမ်းမယ်ပေါ့နော်တေးရင်တော့ကျွန်တော်ရဲ့ဒီဗီဒီယိုကြီးပြီးဆုံးသွားပြီဟာဒီကတော့မတရားဆော့နေပေါ့နော်မင်းနာလည်းကြားလိုက်တယ်ကွာကျွန်တော်ဝေးတော့စောင်းနေကျွန်တော်စောင်းနေပြီးလုံးဝစိတ်မရှိတော့ဘူးဆိုပြီးမှဝင်သွားတယ်တော့ဆက်လာကျွန်တော်မှာဆက်လာမှာတော့ကျွန်တော်မိုက်ခရိုရဲ့စပြိုးခြင်းရတယ်ကျွန်တော်တစ်ပင်ခုတ်တာဒါဘေးမှာရှိတယ်ဒီဘေးမှာရှိတယ်တစ်ပင်ခုတ်ပါတယ်အမေကျွန်တော်လည်းမဆက်ရဘူးဒီတော့ကျွန်တော်ရဲ့နာမည်ကမောင်ဆန်နေပဲဖြစ်ပါတယ်တစ်ပင်ခုတ်ရတယ်ဒီတော့ကျင်းကြီးစရာကောင်းတယ်ဒါပေမဲ့မိုက်ခရိုရဲ့အစားတစ်ပင်ခုတ်တာတော့တစ်ပင်ခုတ်ကိုခေါ်မစော်ရလာပြီကျော်ရလာတော့ credit တွေပဲတက်မလို့ကျွန်တော်ကြောက်တုံးတူးရနော်ခေါ်ပါတုံးနဲ့တူးရခေါ်ပါတုံးနဲ့လိုက်ရှာမယ်ခေါ်ပါတုံးတွေဘယ်နှမရှိလဲအခုဘာကောင်းလဲအခုနဲ့ဝင်လာဟောနေဘာကောင်းတုံးတွေဘာကောင်းလဲဒီကောင်းမှမရှိပြီကြောင်ဘာကောင်းလဲမင်းကဘာကောင်းလဲမသိနေဘူးမိုင်းဒီခုံချမယ်ခုံတေးဒါဟာကောဖြစ်တဲ့နေစားရယ်ခေါ်ပါစုံလုံးနဲ့ခေါ်ပါစုံနေလုံးပါနော်ခေါ်ပါစုံနေလုံးပစ်ကဒီ question တွေပဲလုံးမယ်ပြီးတူချောင်း16ချောင်းတော့လောက်ထားလိုက်မယ်ပေါ့နော်ဒီ question တွေချမယ်ပြီးပစ်ကလုံးမယ်ပစ်ကလုံးပြီးတော့ပြန်မယ်မိုင်းစင်းနဲ့တားရအကြည့်ကြည့်ရတယ်ကျော်ရနေရဟိုးတော့ကိုယ်ရကျွန်တော်ခုပြောဆိုအာယုံရှိအဲ့ရလေပေါ့နော်အာယုံရှိနေလောက်ရဒီတော့တည်ရတယ်ကျွန်တော်တို့ကဒီလိုဒီလိုနဲ့တော့ဒီအဲ့ဒီနော်ရဘလူးရမသိဒီအောင်မကြောက်ကုန်ကြုံတည်လားဟောမတည်ရတာငါအိမ်တော်လေးကွာမတည်ဘူးအဲ့တော့ကြောက်ကုန်ကြုံမတည်ဟိုးအောင်မလာပါရှိဆိုလာပါရဲ့ခုံချကြောက်ကုန်တည်တော့မပြောက်ကိုစင်းမွာဒီတနည်းရရှိတာတို့ထင်လားဒီလိုဘယ်မှာလဲမိုင်းရတယ်ဆိုရင်မရေတော့တုတ်ချောင်းတွေလောက်မိတုတ်တွေလောက်မိတုံးတွေလောက်ဆိုရင်ငါကြားရတယ်ချိုးရတယ်ကြားလာတယ်မဟုတ်ဘူးကျွန်တော်ရတယ်မိုင်းစင်းတူနေခေါ်ပါတုံးဒိုလီကန်哦，这么是大的。
ဒီလိုဆိုရင်ဒီပေါ်တော့ပြကတော့ဒီရန်သူတွေကားလို့ရဒါလည်းလို့ဒီလိုဒီလိုစီမောဒီလိုစီမောဒီလိုစီအိုးအိုးဒီကောင်မျိုးပါစီအမေလည်းစီဒီတော့အမေဒီကောင်အိုးဒီနေ့တော့ဒါဟာကောင်းတယ်ဒီလိုမျိုးဒီချားတယ်ဒီလိုထားတယ်ဒီလိုမျိုးဘာဘာနေရဒီကောင်အရင်ကလည်းပေါင်းနေလို့ပါနဲ့ကိုယ်ကတော့ဒီလိုအဲ့ဒါအေးဒီလိုကိုယ်ကစောင်းကြောက်ဖို့ကောဒါကျဲနေတယ်အကောင်နေပေါ်တယ်ဒါမေးကနည်းနည်းလေးစုံနေတယ်ဒါပေမဲ့ပို့ကြည့်အကောင်နေပေါ်ပို့ကြတယ်ဒီမှာဆက်တူရင်တူရင်တူနေတယ်အရင်ကတူရဲအဲ့ဒါတော့ဒီလိုမျိုးတူနေတယ်ဟာဆိုတော့ကျွန်တော်လေးတူနေတယ်တူနေတယ်ကောင်းတယ်ဆက်ပြတ်တော့ဟုတ်အာရုံကောက်တယ်ဒီပုံစံကြောင်းနေတာမဟုတ်ဘူးတော့ပုံနေရှိတယ်လေးလုံးဟာအိုးဒီမှာအဲ့နေနေဆိုမှလေးလုံးရတယ်ဒီကြောင်းဒီဝါကဘာကလည်းအဲ့ဒါစင်းနေတာဘယ်လိုဖြစ်လဲညာရီဟုတ်ရှိတယ်ကိုများလာဆိုရင်ရှိတယ်အဲ့တော့ဖန်နေလို့ရတယ်နော်ပေါ်ဆုံးနေတယ်ကျွန်မငါအဲ့တော့ Dragon King ကိုတီးမလားတီးတာအဲ့တော့တီးတာလို့တီးတာမတီးဘူးမတီးရင်ဟိုတော့ငါပြောတော့ဆောင်းကျွန်တော်ငယ်ချင်းပေါ်တော့ဖန်မပေါ်ကျွန်တော်တငယ်အားလုံးမပေါ်ကျွန်တော်တငယ်ချင်း Dragon King ရဲ့အကောက်ကိုလေစကားရေးတော့ပဲသူ့ရဲ့အကောက်ကိုကျွန်တော်ဒီမှာပြထားတာဒီမှာနော်ဒါလည်းသူ့ရဲ့အကောက်လေးပဲဖြစ်ပါတယ်ဒါဆိုစကားလေးလုံးလိုက်ကြပါဦးကဲဗီဒီယိုလေးပြန်စားမှာတော့ဆက်တင်ပြီးချားမယ်နော် finish လုပ်လိုက်မယ် finish လုပ်ဖို့ရတော့ကျတော့ဟိုယူတော့ကိုယ်ရင်ရှိတယ်ရပါလေကျွန်တော်ရဲ့တစ်သားလုံးနဲ့ကျင်းနေတယ်ဒီကတခုံမဲပေါ့ဒီကမိုင်းမိုင်းနဲ့ဆက်နေရလို့အဲ့ဒါတပင်းကိုခုံမဲဒီကတော့ကြမ်းနေတယ်ဆင်းကိုချရဲတုံးဒီခုံချမယ်ဘယ်လိုလုပ်လဲဆိုဒီတုံးနေနဲ့ဒီကျုံမဲအာယုန်အာယုန်ဒီဥစ္စာနေရင်ကျုံမဲဒီဓာတ်ထဲဟာမလို့ဒီတုံးနေဒါရထည့်လို့မရဘူးဟာဘေးကျအောက်ကိုဆင်းလာဘာတပတ်ကြရဒီကြောဟကောဖြစ်တဲ့အတွက်အလုံးစုံနေတော့ဘန်ကာတစ်ခုလုံးဘန်ကာတစ်ခုလုံးဒီအာယုန်ပစ်ကလုံးနဲ့တပတ်ကလုံးနဲ့အဲ့ဆိုတော့ရပါတယ်ညရတော့တိတ်မလို့ပါအာယုန်တုံးရပြီအော်နနအာယုန်တုံးလိုက်လို့တုံးနေအများရှိလို့ရှင်တော့ဒီမှာခိုးစားလို့ရတော့နော်ဒီတုံးနေအများရှိတယ်အေးစီပါပဲဒီဖန်နေတယ်နော်ပါတဲ့တော့လေတော့လောက်ခေါ်လိုက်နော်ရှိလို့ပါတယ်ရှိလို့ပြီးတော့ကျွန်တော်ဘာလို့လဲအာယုံပကက်လောက်လိုက်ပါတယ်အာယုံပကက်လောက်ပြီးတော့တော့တိတ်မလို့တော့ပါတိတ်မလို့တော့မလို့တော့မှာ
ပြောမလဲရတော်တော်များများပြေးဆောင်တယ်ဒါမှမဟုတ်တူလို့ရှိရင်တူလို့ရပြီအိုးပြောစရာကြီးပေါ့နော်ဒါရဒီဝဲလေးပဲဖြစ်ပါတယ်ဒီ2ကိုကြည့်နေဆိုတော့ like and subscribe လေးလုပ်ခဲ့ပေးပါဒီ2ဆက်တည်ပေးပါမယ် bye bye